ဘာလောက်တယ်မင်းနေမယ်ဘာလောက်ပြလဲမင်းနေတယ်လားမသိဒါဟိန္ဒူဘာသာလောက်တာပေါ့နော်တော့ကြည့်တာတရားမှဟိန္ဒူဘာသာဝင်တရားမှမကြည့်ကြည့်တာတော့ဒီမှာဒီကားတွေကနောက်မလေးခေါင်းကြီးဘုရားကြောင့်အဲမှာသေးသေးနဲ့နိုင်ငံမှာတော့သွားတော့ဒီဖြစ်သွားတယ်နော်အမဒါလေးဘုရားကမဟုတ်တော့ဘယ်ခုံးနဲ့မဟုတ်တော့ဘူးလောက်ဟေးဒီပါတရားမှမတွေ့ကျွန်တော်သိလောက်တော့ဟိန္ဒူဘာသာဝင်တွေဒါလောက်တယ်ဟုတ်လောက်ဟုတ်နောက်ကောက်လဲညာညာလဲကြည့်ခဲ့ပါဒီကဆိုရင်ဒီလိုဖြစ်သွားတယ်အဲ့ဒါဟိန္ဒူလားမသိပြတ်မှာဒီထဲမှာဒီဘုံကြောင်းထဲမှာဖြစ်မှာဖြစ်ဒီကအနောက်မှာခိုင်တော့မှာဒါဟိန္ဒူဘာသာဝင်တော့ရမှာဆက်တယ်နော်သွားတော့ဒီဖြစ်ကြပါလားမသိဘူးနော်ဟုတ်ကဲ့ဘယ်ဟာမှမကောင်းတော့ပြန်တော့ဒီမှာဒီကားတော်တော်မှာဆိုပေါင်းကြတာလားကိုယ်ပဲနဲ့စားတယ်များတာအခုကြည့်ရပုံကယုံကြည်ဝဲသွားတယ်မသိဘူးလေနော်အပေါင်းကြီးပါတယ်အပေါင်းကြီးကြည့်ပါဘယ်လိုဖြစ်သွားလဲအဲ့ဒီလိုသင်ကြရတယ်နော်ဘာမှမတွေ့ဘူးလေဒါဟိန္ဒူဘာသာဝင်တွေတော့တယ်များနော်ဒါအခုကြည့်တာရောက်လာတယ်ဟိန္ဒူနဲ့အတူ